ဆိုတော့မြင်တဲ့အတိုင်းဒီနေ့ကတော့အစုံတုပ်စားဖို့အတွက်အားလုံးလူစုနေကြတာပဲဖြစ်ပါတယ်။ဒါကတော့ပါဝင်ပစ္စည်းတွေပေါ့နော်ခုနပြသွားတာကအရင်ဆုံးအာလူးနဲ့ကစွန်းဥကိုပြုတ်ပါမယ်။ဒါပေမဲ့ကစွန်းဥကဘာလို့ပါရလဲဆိုလို့ရှိရင်အစုံတုပ်စားပြီးရဲ့နောက်မှာအချိုတဲဖို့အတွက်တာကူကျူတောက်မှာမဟုတ်လို့ကစွန်းဥနဲ့အာလူးနှစ်ခုလုံးတစ်ခါတည်းပဲအလုံးမလျှော့အောင်လို့တစ်ခါတည်းပဲပြုတ်လိုက်တာပဲဖြစ်ပါတယ်။ဆိုတော့အဲ့ဒါပြုတ်နေတဲ့အချိန်မှာပါဝင်ပစ္စည်းတွေကိုလှီးမယ်ပေါ့နော်။အဓိကကတော့မိုင်းအေဂျင့်မှာပဲလှီးတာပဲဖြစ်ပါတယ်။ဆိုတော့ခွားသီးတို့ဒီကြက်သွန်နီတို့လိုအပ်တဲ့ဟာတွေအကုန်လုံးလှီးပြီးတော့ပဲပင်ပေါက်ကိုရေးစီးပေါ့နော်။ပဲပင်ပေါက်ကအနည်းဆုံးတော့2ထပ်လောက်တော့ရေးစီးပေးထားတယ်ပေါ့နော်။ဆိုတော့အဲ့ဒါတွေပြီးအဲ့ပါဝင်ပစ္စည်းတွေကိုအကုန်လုံးပြင်ဆင်လိုက်ပါမယ်။ဒါကတော့ပြင်ထားတဲ့ဟာလေးပေါ့နော်ပြီးတော့ပဲပြားလှီးပါမယ်ပဲပြားကတော့ဇန်နီကတော့ဘေးနားနေပဲရိုက်ပြီးရဲ့ director ဆိုတော့လှီးတာကလည်းချက်ကျွေးမဲ့မိုင်းအေးတဲ့မို့ပဲဖြစ်ပါတယ်ဆိုတော့ပဲပြားလေးတွေကိုလှီးပြီးတော့ပြီးရင်ကြော်ဖို့အတွက်လိုတဲ့စားတို့ပြီးတော့စနွန်းတို့ပေါ့နော်အဲ့ဒီဟာတွေကိုလည်းတစ်ခါတည်းနေထားလိုက်တယ်နေထားလိုက်ပြီးတော့ပထမဆုံးကြော်မှာကတော့အရင်ဆုံးကတော့ကြက်သွန်နီပေါ့နော်ဆိုတော့ကြက်သွန်နီကြော်ပြီးတော့မှအဲ့ဒီကြော်တဲ့စီနဲ့ပဲပြားကိုဆက်ပြီးတော့ကြော်မှာဖြစ်ပါတယ်ကြက်သွန်နီလေးတွေကိုအဲ့လိုမျိုးရဲရဲလေးဖြစ်လာတဲ့အထိပေါ့နော်ကြော်လိုက်မယ်အရန်ဟိုဖြစ်သွားလို့ရှိရင်လည်းအရန်တူးသွားမယ်ပေါ့နော်ဆိုတော့ဒီအချိန်လောက်ကဆဲလိုက်တာအကောင်းဆုံးပါပဲပြီးရနဲ့ဆက်ပြီးတော့နေထားတဲ့ပဲပြားလေးတွေကိုဆက်ပြီးတော့ကြော်ပါမယ်အဲ့လိုပဲ chef ကပဲပြားတွေကိုကြိုးစားပြီးတော့ကြော်ပြီးတဲ့နောက်မှာအိမ်ကလူတွေကတော့ခေါ်ပြီးတော့အဲ့ကြော်ထားတဲ့ပဲပြားတွေကိုလှီးနေပါတယ်ဒါပေမဲ့လက်ရှိမှာ driver ကတော့အဲ့ဒီမှာလက်သေးအလှပြင်နေရပေါ့နော်ဒါကတော့ weekend ရဲ့ all in one service တွေပေါ့နော်ပြီးရင်ဆန်နီတို့ဒီခောက်ဆွဲတို့ကြာစံတို့ပေါ့နော်ထဲမဲ့ဟာတွေအကုန်လုံးပြုတ်ထားလိုက်တယ်ပြီးရင်နေထားလိုက်တယ်ဆိုတော့ဒါကတော့အစုံတုပ်စားဖို့အတွက် ready ဖြစ်နေပါပြီ ingredient တွေအကုန်လုံးကတော့ဒါပေမဲ့အရန်အရေးကြီးတဲ့အချင်းကြီးလုံနီးကတော့ရိုက်ဖို့မိသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့လက်သေးအလှပြင်နေလို့ပါဒါကတော့ကျမတို့ရဲ့မာကြီးအေဂျင့်မွန်က3ယောက်စာဟိုတုတ်ဖို့အတွက်လုပ်ပေးနေရပဲဖြစ်ပါတယ်ဆိုတော့ဗာပြင်ထားတဲ့ဒီခောက်ဆွဲတွေကြာစံပေါ့နော်ကြာစံကအရသာဆက်ပြီးသားဒီကြာညို့တို့ထည့်နေကြဟာတွေပဲပေါ့နော်ထည့်ပြီးတော့အရောင်ရင်ဆုံးပြင်လိုက်တယ်ပြီးလို့ရှိရင်ပြင်ထားတဲ့ဒီကော်ဖီတို့ပေါ့နော်ဘာလို့ဆိုတော့ပထမဆုံးစားမဲ့3ယောက်ကမစားတာမရှိဘူးအကုန်လုံးစားတယ်ဆိုတော့ဒီအခွာသီးပဲပြားရှိသမျှအရွက်ဒီအကုန်စားပါတယ်တီးဖြတ်နေတဲ့တော့မှပဲကြည့်ပြီးတော့ပြန်ပြီးတော့စားကြလာပါပြီတကယ်တော့အဲ့နေ့ကနှစ်ပွဲလောက်စားလိုက်တာဖြစ်ပါတယ်ရောက်ပြီးတော့အဲ့ဒီဟာကိုစောင့်နေတဲ့အချိန်မှာတကယ်တော့နေ့လယ်လောက်ရောက်သွားပြီးတော့စားတဲ့အချိန်ကတော့ညနေဆောင်နေပါပြီအချင်းကြီးကအသက်ပဲပေါ့နော်အဲ့ဒီမှာဒါကတော့တို့မာကြီးအကျွမ်းဆုံးအချင်းကြီးပေါ့နော်အချင်းကြီးဆက်နေရတော့နောက်တော့မှ comment မှာမာကြီးထည့်ပေးပါလိမ့်မယ်ပြီးတော့ကြက်သွန်ကြော်ပေါ့နော်ပဲမှုန့်နဲ့ကြက်သွန်ကြော်ပဲမှုန့်ကတော့စားမဲ့3ရက်လောက်လည်းအရင်ကြိုက်တယ်အဲ့ဒီကြက်သွန်ကြော်ကလေတကယ်တော့အရင်ကောင်းတယ်သီလာဒီတုတ်ဆုံစားပြီးနေတော့မှပဲဒီတိုင်းပဲအဲ့ဒီကြက်သွန်ကြော်လို့နှိုက်ပြီးတော့စားနေရပါတော့အခုကတော့တုတ်ဆုံလေးပြီးသွားပါပြီပြီးတော့တုတ်ဆုံပြီးရဲ့အခါမှာတော့တာကူပေါ့နော်ဆိုတော့တာကူကအစတုန်းကထည့်လိုက်တာစောသွားလို့မာမယ်လို့ထင်ရပြင်မယ်နောက်ဆုံးမှာစားပြီးွားတဲ့အကုန်လုံးပြီးွားတဲ့ခါမှာကျတော့တော်တော်တောက်လို့ကောင်းတယ်တာကူကတစ်ထုပ်လုံးနီးပါထည့်လိုက်တယ်လို့ထင်တယ်ဒါပေမဲ့အရင်မမှတ်မိတော့ဘူးပေါ့နော်ဒါပေမဲ့အုံးတို့ကတော့တစ်ထုပ်လုံးထည့်လိုက်တာစမှာများမယ်လို့ထင်ပေမဲ့မများဘူးအရင်အဆင်ပြေတစ်ထုပ်လုံးထည့်လိုက်တော့မှပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဆိုတော့ဒါကတော့တာကူဂျိုလေးပါခုတော့တာကူဂျိုလေးလည်းရပါပြီ